လေလံကားတွေကိုဘယ်လိုလူတွေအများဆုံးဝယ်ကြလဲပြီးတော့ဘာလို့ဝယ်ကြလဲဒီကြောင်းအရာလေးနဲ့ပတ်သက်ပြီးကျွန်တော်သိသလောက်ဒီဗီဒီယိုမှာ share လုပ်ပေးသွားပါမယ်ပထမဆုံးလေလံကားတွေကိုဘယ်လိုလူတွေအများဆုံးဝယ်ကြလဲပေါ့နော်အများဆုံးဝယ်တဲ့သူတွေကကားတီရလားကားရောင်းဝယ်လုပ်တဲ့သူတွေပေါ့နော်ဒုတိယတစ်မျိုးကကြတော့ exporter ဒီပကိုပို့တဲ့သူတွေပေါ့နော်တတိယတစ်မျိုးကကြတော့ကျွန်တော်တို့ agent broker တွေဖြစ်ပါတယ်စတုတ္ထတစ်မျိုးကကြတော့ workshop ကလူတွေဖြစ်ပါတယ်အဆုံးတစ်မျိုးကကြတော့ personal use တော့ဝယ်တဲ့သူတွေပေါ့နော်သူတွေကကြတော့လေလံကားတွေရာစီပိုတက်တာတဲ့အတွက်ကြောင့်မလို့လေလံကားတွေလာဆွဲကြပါတယ်ဘာလို့ဆွဲကြလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ပထမဆုံး market price တက်10ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းလောက်ထိတက်တာနိုင်တယ်ပေါ့နော်အဲ့ဒါအပြင်တခြားနေရာတွေမှာဆိုရင် model အစုံမရနိုင်ဘူးပေါ့နော်ဒီလေလံမှာဆိုရင်တော့ model တော်တော်များများစုံစုံလင်လင်ရှိတယ်ပြီးတော့ရွေးချယ်စရာပုံများတယ်ကားကလည်းလေလံဆွဲတဲ့ရက်ဆိုရင်ဒီရက်ရာနဲ့ချီပြီးတော့ဆွဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ရွေးချယ်စရာလည်းပုံများတယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကကြတော့ profit ရဖို့အတွက်လေလံဆွဲတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါလေးတွေကတော့ကျွန်တော်ဒီတလောက်ပြန်ပြီးတော့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကရှောင်း H auto ကကိုကျော်လာရင်ဖြစ်ပါတယ်အားလုံးမင်္ဂလာပါဗျ